အဲ့တော့ဟုတ်တယ်ရေးတဲ့ချလို့ပြီးပါပြီဟောမဒါကျတော့ကြိုက်နေတယ်နော်တိုက်စရာမလိုတာကြတခါလေးပြောမယ်နော်ဟိုနှိမ့်မှုတဲ့သားလေးအဲ့ဒါမှအေးနောက်တစ်ခါဟိုမကွေးပါလို့အိမ်သားတွေတော့ဝင်မင်းတာလောက်ခံမကွေးမပါအိတ်တာဟုတ်တယ်မသွားအိတ်တာခင်ဗျားဖေးခင်ဗျားပါညာချင်းပြောအိမ်သားတော့အိမ်သားတော့အိမ်သားတွေမှာသူကဒီလိုအိတ်တာပါဒီဟိုလေနဲ့သမားဆိုတော့ဒီလိုလေးဟုတ်ပြီမဲဒါမင်းဒီလိုတော့သူအိမ်မက်ဒီပိုင်းမဲ့နာလားထားပြီးမှုတ်ညာအဲ့ဒါဟောက်နေတာသူကဆောက်လေးပြောနေကြဒါဆိုပြောနေတာပထမဦးစိတ်ချိန်တော့ဟုတ်ဘူးပေါ့စက္ကန့်ဟောဘူးညီလေးပြောနေတာပေါ့လေသူကဆောက်လေးပြောနေမှာလေးပဲခွင်းလိုက်ညီလေးခွင်းလိုက် तू ကလေကောင်းရှိတယ်အဲ့တော့ခဏကျွဲရသွားတယ်ဟုတ်တယ်အဲ့တော့စိတ်ဖြေတတ်အောင်ပြောရတာပါအကုန်လုံးတရားနဲ့ဒီခင်ဗျာဘာရှိရလားကာတာဟောတို့လေကောင်းရှိအိမ်သာနဲ့ထိုင်ဒီလိုတတ်ထိုင်ပါဗောဒီလိုအိမ်ဆရာမလို့လားလေကောင်းရရှိနေလို့ဒီမှာဟုတ်လေကောဖားပြောတာပုံစံဒီကအမှန်နဲ့မှသူဒီမှာခံစားချက်ရှိလို့ဘာကစားသူတို့စိုက်မိုက်ပဲနေရာလုံးမပြီးဘူးလေဒါကြောင့်မို့သူကအိတ်တာဟောအဲ့ဒါဘယ်လိုပြောလဲဆိုကျွန်တော်ဆိုတာပြောတာအဲ့ဒီပြောလိုက်တယ်အဲ့ကြောင့်ဒီကတော့ခွန်းလိုက်ပါနောက်လေခွန်းလိုက်နဲ့ဘူးလေခွန်းလိုက်ပါတော့တော့ရှုပ်ကြလားဟိုမှာသူများရဲ့ပြလုံးပြက်နေနေနေရမေးတာတော့ဘယ်နဲ့အဲ့မှာမသိဘူးပြောတယ်အဲ့မင်းအလုပ်မှာကျော်လုံးလေးသနာစရာပါသူတယောက်တည်းကိုပါနေရတယ်ဟဲ့ဆွဲဟုတ်လားမရအဲ့ဒီချင်းကျွန်တော်နှလုံးသားလေးသနာစရာခဏသနာတကယ်သနာမှာကိုစမ်းပွင့်သူ့နှလုံးသားတော်သနာဘူးအဲ့လိုရတာရမှာကြည့်ဟုတ်ကိုဆိုတဲ့တည်းကျွန်တော်နှလုံးသားလေးသနာတကယ်သနာမှာကိုစမ်းပွင့်ပြောတယ်မှာကြည့်တယ်ဟေးအဆောက်တင်မပြောနဲ့နော်အဲ့ဒါအားလေးဆောက်တင်ပြောစောင့်ကြတယ်နော်ကောင်းမဒီဘုံပြန်ကျွန်တော်လုံးလေးသနာစရာဒီဘုံညဒါကြည့်တော့ကြားတယ်မှာအိတ်ထုတ်ပြီးတော့